အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပစွန်ကမွန်ကျဲချက်လေးကိုမျှဝေပေးခြင်းပါတယ်စာအချုံမို့စနေမို့ရတာနေထားတဲ့ပစွန်တွေကိုခဏလောက်ကြော်ပါတယ်ကြော်ပြီးသွားရင်တော့ကျက်သွန်ဖြူနီချင်းနဲ့စိမ့်မို့ထောင်းလာတာတွေကိုစီတက်ပါတယ်စီတက်လို့မွေသွားပြီဆိုရင်တော့ကြော်ထားတဲ့ပစွန်တွေကိုထည့်ပြီးမွေပါတယ်ခဏလောက်မှွေပြီးနော်ငပြားရဲ့အနေငယ်ထည့်ပြီးငပြားရဲ့အနက်လေးမှွေသွားတဲ့အထိဆက်ပြီးတော့မှွေပေးပါတယ်ပြီးရင်တော့ကမွန်ကျင်ရွက်ကိုထည့်ပြီးမှွေပါတယ်ကမွန်ကျင်ရွက်လေးတွေနှွမ်းသားတဲ့အထိတေချာလေးမှွေပေးပါတယ်ကမွန်ကျင်ရွက်လေးတွေနှွမ်းသွားပြီဆိုရင်တော့ငရုတ်သီးစိမ်းလေးထည့်ပြီးမှွေပါတယ်ခဏလောက်ဆိုရင်တော့ပစွန်ကမွန်ကျင်ရဲ့ချက်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ